ကြည့်ရတော့ဆိုရင် metal frame ကိုသုံးပေးလာပြီးထင်တယ်ဗျအရင် Neo 9 series တော့ဆိုရင် plastic frame ကိုသုံးပေးလာတာဆိုတော့ခု Neo 10မှာတော်တော်လေးတိုးတက်လာတယ်လို့ပြောလို့ရတယ်နောက်ဘက်ကိုလည်းအလင်းမပြန်တဲ့ anti glare glass ဘက်ကိုသုံးပေးလာတော့ကြည့်ရရင်မဟုတ်ပဲကိုင်းတဲ့ feel လည်းတွားပြီးတော့အထောက်အကူပြုမယ်လို့ထင်တယ်နောက်ပြီးရှေ့က Mate 70 series လို့မဟုတ်ပဲultrasonic fingerprint ကိုလည်းထည့်ပြီးတော့ဆိုတော့တော်တော်လေးကိုမိုက်တယ်လို့မြင်တယ်အရောင်တွေအနေနဲ့ကတော့နှစ်ကောင်လုံးမှာ black white နဲ့ orange ဆိုပြီးတော့၃ရောက်မဲစားမယ်ကျွန်တော်စိတ်ထဲမှာတော့လိမ်မွန်လေးကိုတော့တော်တော်သဘောကျမိရယ်လွန်ခဲ့တဲ့နိုဝင်ဘာ26ရက်နေ့က Huawei ကသူ့ရဲ့ flagship series နှစ်ခုတည်းတစ်ခုဖြစ်တဲ့ Mate 70 နဲ့ Mate 70 Pro ဆိုတဲ့ကောင်လေးချက်သွားခဲ့ display size အနေနဲ့က Yo Mate 70 မှာ 6.7 inch ရှိတဲ့ 1.5K LTPO OLED panel ကိုအသုံးပြုပေးထားပြီး Mate 70 Pro မှာနည်းနည်းလေးပိုကြီးပြီးတော့ resolution ပိုကောင်းတဲ့ 0.9 inch ရှိတဲ့ 1.5K LTPO OLED panel ကိုအသုံးပြုပေးထားတယ် bright အနေနဲ့ကတော့နှစ်ကောင်လုံးမှာ2500အထိ support ပေးမဲ့အပြင် 120Hz 1 billion color အထိလည်း support ပေးထားတယ် glass အနေနဲ့က Chrome glass တွေကိုသုံးပေးထားပြီး IP6869 လည်းပါပေးတဲ့အတွက်ရေစုကတော့ AC ခံတယ် weight အနေနဲ့ဆိုရင်လည်း Yo Mate 70 မှာက203 gram အထိလေးပြီး Mate 70 Pro မှာဆိုရင်211 gram လောက်ထိတော့လေးမယ် battery တွေကိုလည်း Mate 70 မှာဆိုရင်5300 mAh နဲ့ Mate 70 Pro မှာ9500 mAh ဆိုပြီးတော့ထည့်ပေးထားတယ်တကယ်ကျမ်းတာသူတို့ရဲ့ wireless charging စနစ် Mate 70 ရဲ့ 50W ကပုံမှန် flagship တွေမှာလည်းတွေ့နေကြဆိုရင် Mate 70 Pro မှာသုံးပေးထားတဲ့ 80W wireless charging စနစ်ကြီးကတော့တကယ်ကြီးကိုမိုက်တယ်လို့ပြောလို့ရတယ်ရိုးရိုးကျွန်းနဲ့သွင်းမယ်ဆိုရင်တော့ Mate 70 ရဲ့ 66W Mate 70 Pro က 100W ထိ support ပေးထားတယ် SoC အနေနဲ့ကတော့တခြားမင်းသိရသေးရင် Kirin 9100ဒါမှမဟုတ် Kirin 9020 chipset တွေကတစ်ခုခုကိုသုံးပေးရမယ်လို့ပြောတယ် chipset တွေကိုကိုယ့်ဘာသာထုတ်ပြီးတော့ develop လုပ်နေရတဲ့ company တစ်ခုအနေနဲ့သူတို့ရဲ့ flagship phone တွေမှာ flagship level SoC ကိုမထည့်ပေးနိုင်တာတော်တော်လေးတော့စိတ်မကောင်းသေးရပဲကင်မရာအနေနဲ့ကတော့နှလုံးမှာ travel camera set အနေနဲ့တွေ့ရပြီးတော့ Mate 70 မှာဆိုရင်လည်း 50 megapixel main sensor 10 megapixel periscope telephoto lens နဲ့ 40 megapixel ultra wide lens တို့ကိုသုံးပေးထားတယ် Mate 70 Pro အနေနဲ့ကတော့ variable aperture ရတဲ့ 50 megapixel main sensor 48 megapixel periscope telephoto lens အပြင် 40 megapixel ultra wide lens တို့ကိုတပ်ဆင်ပေးထားတယ် selfie camera အနေနဲ့ကတော့ 30 megapixel camera ကိုတပ်ဆင်ပေးထားပြီး video quality အနေနဲ့ကအရှေ့ရောနောက်ပါ 4K နဲ့ရိုက်လို့ရမှာဖြစ်ပါတယ် UI အနေနဲ့က Harmony OS Next ကတစ်ခါရဲပါလာမှာဖြစ်ပြီး Harmony OS Next အကြောင်းကိုသိချင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုမှာသွားကြည့်လို့ရပါတယ်ဒီပေါက်တွေကိုလည်း aluminum align frame တွေသုံးပေးထားပြီးနောက်ကျောကိုလည်း matte finish နဲ့အုပ်ပေးထားတဲ့အတွက်လုံးဝ premium feel ကိုရမှာတော့ကျင်းသေးတယ် IP rating ကလည်းကောင်းကောင်းပါတဲ့အပြင် dual speaker နဲ့ဆိုတော့အတန်ထွက် quality ကလည်းတော်တော်လေးကောင်းမဲ့ထဲမှာပါတယ်သူ့မှာရုပ်ပေါက်နေရဆိုလို့တစ်ခုပဲရှိတယ်သူများတက ultrasonic fingerprint ကိုသူတို့ရဲ့ flagship killer တွေမှာတော့ထည့်သုံးနေတဲ့အချိန်မှာဒီကောင် side mounted fingerprint ကြီးနဲ့ခစ်ကိုနောက်ပြန်ဆွဲနေရလို့မြင်တယ်အဲ့လိုခစ်နောက်ပြန်ဆွဲနေတာအချို့နိုင်ငံတွေရဲ့နိုင်ငံရေးနဲ့တော့နည်းနည်းသွားဆင်နေလို့ဈေးအနေနဲ့တော့ Mate 70 ကဒေါ်လာ980ကျတင်မှာဖြစ်ပြီး Mate 70 Pro အနေနဲ့ကဒေါ်လာ930ဝန်းကျင်လောက်ကျတင်မှာဖြစ်ပါတယ်မြန်မာငွေပေါက်ဈေးကတော့တိတ်မငြိမ်မတွက်ပြတာပါဘူး overall conclusion အနေနဲ့ပြောရရင်တော့အခု Mate 70 series မှာကင်မရာပိုင်းအလန်ကြီးကြီးမားမားမျှော်လင့်စရာတော့တိတ်ရှိရလို့တော့မမြင်ဘူးသူတို့ရဲ့ OS ဘလောက်ပဲကောင်းကောင်း 9.6 chipset ကို develop လုပ်နေရတဲ့ကောင်တွေအနေနဲ့ Snapdragon 8 Elite ကိုကောင်းတဲ့ဒဲသွားရှင်းမယ်ဆိုရင်တော့ performance ပိုင်းနောက်ကောက်ကြံခဲ့မှာကျင်းသေးတယ်နောက်ပြီးကျွန်တော် Mate 70 Pro Plus နဲ့ Mate 70 RS အကြောင်းမပြောသွားတော့တတိထားမိကြမယ်လို့ထင်ပါတယ်တကယ်က Mate 70 Pro နဲ့ Mate 70 RS နဲ့ကအမှတ်သိမ့်ဘူးကွာခေါ်ရဆိုလို့ဒီကောင်က battery size နည်းနည်းလေးပိုကြီးပြီးတော့ weight က100 gram ကျော်လောက်တက်လာတာပဲရှိMate 70 Pro Plus အနေနဲ့ကတေချာမသိသေးတဲ့ဒီ video မှာထည့်မပြောရတော့ကဲလို့ Mate 70 Pro Plus အကြောင်းကိုပိုပြီးသိရမယ်ဆိုရင်တော့ကျွန်တော် Mate 70 Pro Plus အကြောင်းလည်းထပ်ပြီးတင်ပေးပါ Okay အဲ့ဆိုနောက်ထပ် device တစ်ခုကတော့သိမကြခင်ကထွက်ထားတဲ့ iQ ရဲ့ Neo 10 series အကြောင်းပြောပြပေးပါဖြစ်ပါတယ် iQ တော့ဒီလို forward review တွေအများကြီးကြည့်နေရလို့ဆိုတော့သိကြလိုက်မယ်လို့ထင်တယ်အတီးရီးသူတွေအတွက်ဆိုရင်တော့ iQ က Vivo ရဲ့ brand ခွဲတစ်ခုဖြစ်ပြီးဒီ Vivo price to performance ကောင်းတဲ့ဘက်ကိုဦးတည်ထားတယ်ညောင်းနေတော့ official movement တရုတ်မှာဆိုရင်မြန်မာနိုင်ငံရဲ့နိုင်ငံတော် brand Mami K series နဲ့အပြိုင်ကျန်းနေတဲ့ series တစ်ခုပဲဖြစ်တယ် Okay အဲ့ဒါဆိုတော့ဘာကြောင့် phone လေးကြောင့်ပြန်စပြောလဲအောင် display size အနေနဲ့နှစ်ကောင်လုံးမှာ 6.7 inch ရှိပြီး 144Hz ကို support ပေးထားတဲ့ 155K resolution ရှိတဲ့ LTPO AMOLED panel ကိုအသုံးပြုပေးထားတယ်1 billion color HDR tablet နဲ့ peak brightness ကိုလည်း4500အထိရမယ့်အပြင် high brightness ကိုလည်း1800နစ်အထိ support ပေးထားတယ်ဒီနေရာမှာ iQ ရဲ့ Neo 10 K18 Pro ထက်တောင်မှ peak brightness ကပိုပြီးများနေသေးတယ်နောက်ပြီးတော့ LTPO AMOLED ကြီးနဲ့ဆိုတော့ဟုတ်တော့ဟုတ်တယ်မှန်ပါတော့ဘလို့ fan တွေသုံးရတာဘယ်လောက်အကျန်းခံပါလဲတော့မပြောထားဘူး battery အနေနဲ့ကတော့နှစ်ကောင်လုံးမှာ6100 mAh silicon carbon battery နဲ့လာပြီး Charging watt အနေနဲ့က120W အထိ support ပေးမဲ့အပြင် Ultimate mode ဆိုရင်လည်း0 to 50% ပြည့်ဖို့အတွက်ကို15မိနစ်ပဲကြာမယ်လို့ပဲ announce လုပ်ထားသေးတယ်အဲ့ဒီနေရာမှာကျတော့ Redmi K18 Pro က wireless charging ကို 50W အထိ support ပေးထားတဲ့အတွက်အဲ့ဒီနေရာမှာ K18 Pro ကပြန်တာဝါရလို့ပြောလို့ရတယ်အဲ့ဆိုဒီမှာ Neo 10 က Snapdragon 8 Gen 2ကိုသုံးပေးထားပြီး Neo 10 Pro မှာက MediaTek ရဲ့ Dimensity 9400ဆိုတဲ့ကောင်ကိုအသုံးပြုပေးထားတယ် 8 Gen 2နဲ့ Dimensity 9400နဲ့ရှင်မယ်ဆိုရင် Dimensity 9400က
performance မှာ 79% လောက်ပိုကောင်းတဲ့ပြင် CPU clock speed 10% Antutu score 29% လောက်ပိုတောင်မှာဖြစ်ပါတယ် MediaTek Dimensity 9400 Snapdragon 880လို့3nm စနစ်ဖြစ်သွားတဲ့အကြောင်း battery နဲ့အပူကိုလည်းတော်တော်လေးခံတဲ့လုံနိုင်အောင်မယ်ဆိုတာပြောစရာမလိုပါဘူးကင်မရာအနေနဲ့ကတော့သူများကလည်း travel camera set နဲ့မဟုတ်ပဲနဲ့ Double camera set နဲ့ပဲရိုးရိုးရှင်းရှင်းလာပြီးတော့ Neo 10မှာဆိုရင်15 megapixel main camera နဲ့8 megapixel ultra wide ဆိုပြီးတော့တက်ဆင်ပေးထားမှာဖြစ်ပါတယ် Neo 10 Pro မှာတော့15 megapixel Sony IM8 921 main sensor ကိုအသုံးပြုပေးထားပြီး15 megapixel ultra wide camera ကိုတက်ဆင်ပေးထားတယ်။ zoom အနေနဲ့ကတော့ 28 digital zoom ဆွဲလို့ရမှာဖြစ်ပြီး selfie camera အနေနဲ့ကတော့16 megapixel ကိုတက်ဆင်ပေးထားမှာဖြစ်ပါတယ်။ video quality အနေနဲ့ဆိုရင်လည်း 1080p 30fps နဲ့ရိုက်လို့ရမှာဖြစ်ပြီး နောက် video quality အနေနဲ့ဆိုရင်လည်း 8K 30fps ထိ support ပေးမှာဖြစ်ပါတယ်။ UI ကကျွန်တော်သဘောကျဆုံး Origin OS ကိုမှ Android 15 ကို base ယူရတဲ့ original OS 5နဲ့လာမှာဖြစ်ပြီးနောက်ကိုရဲ့ Origin OS က bloatware ကင်းပြီးနောက်ကျတဲ့ပြဿနာလည်းမရှိတာကြောင့်တော်တော်လေးကိုမိုက်ပါတယ်။ UI နဲ့ OS တွေအကြောင်းသိချင်တယ်ဆိုရင် UI review ဆိုပြီးတော့ comment မှာနိုင်ခဲ့ပေးပါတကယ်လို့9ရောက်ပြည့်ခဲ့ရင် UI comparison တွေလုပ်ပေးပါမယ် okay ကြည့်ရတော့ဆိုရင် metal frame ကိုသုံးပေးလာပြီးထင်တယ်ဗျအရင် Neo 9 series တော့ဆိုရင် plastic frame ကိုသုံးပေးလာတာဆိုတော့ခု Neo 10မှာတော်တော်လေးတိုးတက်လာတယ်လို့ပြောလို့ရတယ်နောက်ဘက်ကိုလည်းအရင်မပြန်တဲ့ anti glass back ကိုသုံးပေးလာတော့ကြည့်ရတယ်မဟုတ်ပဲကိုင်းတဲ့ feel လည်းသွားပြီးတော့အထောက်ကိုပြီးမယ်လို့ထင်တယ်နောက်ပြီးရှေ့က Mate 70 series လို့မဟုတ်ပဲultrasonic fingerprint ကိုလည်းထည့်ပြီးတော့ဆိုတော့တော်တော်လေးကိုမိုက်တယ်လို့မြင်တယ်အရောင်နေအနေနဲ့ကတော့နှစ်ကောင်လုံးမှာ black white နဲ့ orange ဆိုပြီးတော့3ရောက်မဲထားမယ်ကျွန်တော်စိတ်ထဲမှာတော့လိမ်မွန်လေးကိုတော့သဘောကျမိရဲ့ဈေးအနေနဲ့ကတော့ Neo 10က RAM 256ကိုဒေါ်လာ330ဝန်းကျင်လောက်ကျတင်မှာဖြစ်ပြီး Neo 10 Pro အနေနဲ့ကတော့ RAM 256ကိုဒေါ်လာ460လောက်ကျတင်မှာဖြစ်ပါတယ်သူတို့စီကဒေါ်လာ130လောက်กว่าပြီးမြန်မာငွေကိုဒေါ်လာ4500လုံးနဲ့တွက်မယ်ဆိုရင်တော့9,8500လောက်กว่าနေတယ် over ကုန်လေးရှင်းအနေနဲ့ပြောရရင်တော့ Neo 10နဲ့ Neo 10 Pro မှာกว่าရဆိုလို့ SOC နဲ့ camera ဘိုင်းမဲ့နဲ့ရှိမယ်ကျန်တဲ့ဟာတွေဆိုရင်တစ်လုံးနဲ့ review လုပ်နေရတယ်လို့ပဲ display ကအစ color ဆုံး game ဆော့မဲ့လူတွေအတွက် Snapdragon အကြံသူရဲ့ gaming performance လည်းလိုရာထပ်ပို့ပြီးတော့ကောင်းတဲ့အနေထားမှရှိသေးတဲ့အတွက်ဖုန်းတစ်လုံးနဲ့တစ်လုံးကိုရွေးပါဆိုရင်တော့ကျွန်တော်9သိန်းကျော်လောက်ပိုတက်တာတယ် Action Neo 10ကိုပဲရွေးဖြစ်မှာပါလို့ပြောရင်ဒီနေ့ရဲ့ review လေးကိုအဆုံးသတ်ချင်ပါအဆုံးထိကြည့်ပေးတဲ့လူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျအဲဆိုနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်